2025မှာတရက်ကို9600နဲ့အလုံးလုံးနေတော့လားနော်ဒီနေ့ကို1000တော့ဒီနေ့ကို1000ဆိုတော့နေဘူးထဲမှာတော့တော်တော်လုံးဝအဲ့ဒါမှ1000ရဖို့အတွက်နော်အဲ့ဒါလောက်ထားတော့မှ1000ဆိုရင်တစ်လားလုံးမှစဉ်းစားကြည့်လောက်ရမှာဒီနေ့ကို1000 10ကို3သိန်းတစ်လားလုံးဆိုရင်ကွာ3သိန်းပဲရမယ်နော်အဲ့ဒါမှနော်ဒီနေ့1000လုံးနဲ့နော်ဒီ1000လုံးနဲ့3သိန်းပဲရမယ်ကွာတကယ်လို့စဉ်းစားကြည့်ဒီမှာအခုကအရင်နီးမနေတဲ့စားခဲ့ရအရင်နီးကနေမှာစားပြီးတော့စားလုံးကငွေလေး9000နဲ့ပဲစားခဲ့အောင်ဆိုရင်တနေ့ကိုကွာတသိန်းလောက်ထိညီမဝင်ဝင်ရှိနေပြီเนาะတနေ့တသိန်းဆိုရင်တစ်လားဆိုရင်330တသိန်းဆိုတာသူကတတ်မှတ်ထားမရှိဘူးเนาะကိုရှာရင်ရှာလိုက်တော့ရတယ်ဒါကြောင့်မို့ညီမလာစား330အထက်မှာပဲရှိရเนาะအဲ့ဒါကဘယ်လိုရတာလဲဆိုတော့သိချင်လို့ရှိရင်ညီမရဲ့ decoration တွေမှာအစားဆုံးရှင်းပြထားတယ်အဲ့ဒါကြောင့်မို့လို့ decoration တွေကိုညီမမတ်အောင်မှာlink မှာပေါ့နော်မတ်မှာ link ချပေးထားမယ် link ကို copy ယူပြီးတော့ Telegram မှာသွားရှာကြည့်အမှာဘယ်လိုလုပ်ရမလဲဆိုတော့အစားဆုံးရှင်းပြထားရယ်နော်